င်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလူကတော့ဦးမျိုးမင်းထွန်းတော်မူမူချစ်တားမောင်မင်းတန့်ကိုသမီးမတ်ဖြူရှင်းတန့်မိသားစုမှလှူဒန်းပေးသွားတာဖြစ်ပါတယ်အာဟာရစရိတ်အတွက်ကုန်ကြငွေ3သိန်းချက်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မိသားစုလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်းပါစေစီးပွားလက်လာပါများလည်းပွင့်လန်းဝေစားကြပါစေအတိုက်အခိုက်နှောက်ယှက်အမျိုးမျိုးသောဘေးရန်များမှလည်းကင်းဝေး၍ဆရာကောင်းတမကောင်းသူတော်ကောင်းများမှချစ်ခင်နှစ်သက်ဆောက်ရှောက်ခြင်းကိုလည်းရရှိကြပါစေလောကီလောကုတ္တရာနှပြသောကောင်းကျိုးများကိုလည်းပုံမထမ်းရွက်နိုင်ပါစေရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန့်ကျော်စောပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂီလာနာခွေးကလေးကြောင်ကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်လှူဒန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်